Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ BK Mindset Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းကတော့အချက်၃ချက်ကိုကြော်လွန်နေတယ်လူတွေအားလုံးထပ်တာမယ်အောင်မြင်ဖို့ပန်းနိုင်စီကိုအလွယ်တကူရောင်းနိုင်တယ်ဗျအဲ့ဒီအချက်၃ချက်ကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားပါမယ်နံပါတ်1ချက်ကတော့ limiting belief လို့ခေါ်တယ်ပေါ့ limiting belief ဆိုတာကကျွန်တော်တို့ရဲ့ယုံကြည်မှုတွေအကုန်လုံးကန့်သတ်ချက်ထားလိုက်တာပဲဖြစ်တယ်အဲ့လိုကန့်သတ်ချက်ထားလိုက်ခြင်းအပြင်ကျွန်တော်တို့မှာအကျိုးသက်ရောက်မှုကနှစ်မျိုးနှစ်စားဖြစ်သွားကြတယ်ပထမတစ်ချက်ကကျွန်တော်တို့အလုပ်ကိုင်အခွင့်အလမ်းတွေမှာအကျိုးသက်ရောက်မှုဒုတိယချက်ကတော့ relationship တွေမှာအကျိုးသက်ရောက်မှုလို့ခေါ်တယ်ဗျကျွန်တော်တို့ပထမတစ်ချက်အကျိုးသက်ရောက်မှုအနေနဲ့ကတော့ဒီအလုပ်ကိုင်မှာအကျိုးသက်ရောက်မှုအလုပ်ကိုင်မှာအကျိုးသက်ရောက်တာကကျတော့ကျွန်တော်တို့ကအလုပ်အသစ်တစ်ခုကိုကျွန်တော်တို့ကရှောက်ကျင်တယ်ဒါပေမဲ့အရင်အလုပ်ကိုလည်းကျွန်တော်တို့ကပြင်ပြီးတော့မစွန့်ပြစ်ရှင်ဘူးပေါ့တကယ်လို့ကျွန်တော်တို့ကအလုပ်အသစ်ကိုရှောက်ပြီးတော့အလုပ်ဟောင်းကိုစွန့်လွတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အလုံးစင်းမှာအဆင်မပြေဘူးလို့ကိုယ်ကိုယ်တိုင်တွေးထားရပေါ့အဲ့လိုမျိုးတွေးထားတဲ့ limited belief ပုံစံမျိုးပါအဲ့ဒါတော့ပထမဆုံးနံပါတ်1တော့ဒုတိယချက်အကျိုးသက်ရောက်မှုနေတာ relationship တွေမှာအကျိုးသက်ရောက်မှု relationship မှာအကျိုးသက်ရောက်မှုကတော့ဘယ်လိုမျိုးဖြစ်တင်လဲဆိုတော့ကျွန်တော်တို့ကအရင်လူတွေနဲ့ပဲဖြစ်ခဲ့တာတွေဖြစ်ပြီးအရင်ဦးဆုံးအရင်အကြောင်းနဲ့အရင်လူတွေနဲ့အဆင်မပြေခဲ့တာတွေဘာတွေအများကြီးအဲ့လိုမျိုးရှိခဲ့မယ်ဆိုရင်ကျွန်တော်ကတကယ်လို့တခြားတယောက်တွဲမယ် move on လုပ်ပြီးတခြားတယောက်တွဲမယ်ဆိုရင်တော့မှအရင်လူနဲ့မဖြစ်ခဲ့ရအဆင်မပြေခဲ့ရကိုတွေးပြီးတော့ limit တစ်ခုခံထားပြီးတော့အဲ့ဒီတခြားတယောက်ကိုလုံးဝမပြောခဲ့တာတွေကမပတ်သက်တာမျိုးဖြစ်တယ်ဗျအဲ့ဒါတော့ limited belief ပေါ့အဲ့ဆိုကျွန်တော်တို့နံပါတ်2ချက်ကိုသွားလိုက်အောင်နံပါတ်2ချက်ကကျွန်တော်တို့ကဒါအားလုံးနဲ့သိကြမယ်ထင်တယ်ဒါ fair အကြောက်တရားပဲဖြစ်တယ်ဗျအကြောက်တရားရှိနေရတော့လုံးဝမကောင်းဘူးပေါ့အကြောက်တရားတစ်ခုရှိနေရတကယ်ကိုမကောင်းတဲ့ကိစ္စပေါ့ဘာလို့လဲဆိုတော့ဒီအကြောက်တရားကကျွန်တော်တို့ကလူတော်များများကတော့ဒီအကြောက်တရားကိုသူကလုံးဝမကြောက်တယ်လို့ထင်တယ်အမှန်ရောအကြောက်တရားမဟုတ်ဘူးဗျအကြောက်တရားကြောင့်ကျွန်တော်တို့လုံးဝမကြောက်ရတယ်ဆိုတာလေသူတို့ကရားလက်ကိုကြောက်တယ်ဗျဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီလူတရားကိုကျွန်တော်တို့ကစကားသွားပြောရမှာကျွန်တော်တို့ကမကြောက်ဘူးအဲ့လိုစကားသွားပြောလိုက်တဲ့အချိန်မှာအဲ့ဒီစကားသွားပြောခံရတဲ့လူကကျွန်တော်တို့ပြန်ပြီးတော့ reply မပြန်ပါဗျာကျွန်တော်တို့ပြန်ပြီးတော့ပြောလိုက်တဲ့တုံ့ပြန်မှုတွေကကျွန်တော်တို့မကြိုက်တဲ့လုံးဝအဆင်မပြေတဲ့အနေအထားမျိုးဖြစ်သွားမယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီရလက်ကိုပဲကျွန်တော်တို့ကတွေးပြီးတော့ကြောက်ပြီးတော့အလုပ်ကိုမလုပ်ကြတော့ဘူးအဲ့ဒီအကြောက်တွေကကျွန်တော်တို့လုံးဝကိုကြော်လာနေတယ်ကျွန်တော်တို့ကအကြောက်တရားကိုကြော်လာရမယ်ဗျအကြောက်တရားကြော်လာမယ်ဆိုတော့ကျွန်တော်တို့ကအချက်နှစ်ချက်ရှိတယ်ဗျပထမဆုံးတစ်ချက်ကတော့ဒါအကြောက်တရားကိုဒါမှန်ကန်နဲ့ကြော်လာရတာ risk ယူရလို့ခေါ်တယ်ပေါ့ risk ယူရဆိုတာတော့ကျွန်တော်တို့ကစုံစွာလုပ်တာပေါ့နောက်တစ်ခုအနေနဲ့ကတော့အကြောက်တရားကိုဒါမှားရင်းစာကြော်လာတာအဲ့ဒါရော risky လို့ခေါ်တာအဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်ဥပမာတစ်ခုနဲ့ပြောပြမယ်ကျွန်တော်ဘောလုံးပွဲဥပမာနဲ့ကျွန်တော်ပြောရမယ်ဘောလုံးပွဲတစ်ပွဲကိုကျွန်တော်တို့ကလောင်းရမှာကြောက်တယ်ချုံးသားမှာကြောက်တယ်ပေါ့လောင်းမှာကြောက်တယ်ဆိုတော့ချုံးသားမှာကြောက်တာပြောနေတာပေါ့အဲ့လိုမျိုးချုံးသားမှာကြောက်တဲ့အတွက်ကျွန်တော်တို့ကအဲ့ရဲ့ကြောက်တရားကြော်လာမယ်ဆိုရင်ဘောလုံးပွဲကိုလောင်းမယ်ဘောလုံးပွဲလောင်းတာတော့ဒါ risk ယူရပဲဒါပေမဲ့ဟို Man U သွားလောင်းတာတော့ဒါ risky ရောဒါ Man U ရဲ့ဆန်နဲ့လုပ်ရလို့တော့ဒါပြောရမှာလေဗျဒါတော့ဒုတိယချက်ကတော့ကျွန်တော်တို့ဒါအကြောက်တရားကိုဒါကြော်လာနိုင်ရမယ်โอเคအဲ့ဆိုကျွန်တော်နောက်ဆုံးချက်ကိုသွားလိုက်အောင်နောက်ဆုံးချက်ကတော့အားလုံးလဲလုံနေကြတယ်ဒါ comfort zone လို့ခေါ်တယ် comfort zone ကနေထွက်သွားရမယ်ဒီ comfort zone မှာနေတာကလုံးဝကိုယ့်ရဲ့တက်လန်းကိုဒီကျန်တဲ့နှစ်ချက်အရင်နှစ်ချက်ပုံစံမျိုးကိုယ့်ရဲ့တက်လန်းကိုပိတ်ချပြစ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့တက်လန်းကိုပိတ်ချပြစ်ရုံဒါမကကိုယ်တိုင်ဒါမှကိုယ့်ပြန်ပြီးဆွဲချနေပုံစံဖြစ်တယ်ဗျအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က comfort zone ကိုလည်းကျွန်တော်တို့ကကြော်လာရမယ်အဲ့ဒီအရာကိုကျွန်တော်တို့ကြော်လာနိုင်မှရပါမယ်ဒီ၃ချက်ကတော့ကျွန်တော်တို့ဒါကြော်လာမယ့်အချက်တွေပဲပေါ့မိတ်ဆွေမှလည်းဒီလို၃ချက်ကိုချိနေမယ်ဆိုရင်ကျွန်တော်ကြော်လာနည်းကိုကျွန်တော်ဒီဗီဒီယိုမှာတစ်ခါလေးကျွန်တော်ပြောပြပါမယ်။အဲ့ဒါဆိုကျွန်တော်နံပါတ်1အချက် limiting belief ကိုကျွန်တော်ကဘယ်လိုကြော်သားမလဲ limiting belief ကိုကြော်သားမယ်ဆိုတော့ကျွန်တော်တို့က limiting belief ဆိုတာကိုယ့်ရဲ့အတွေးကနေဖြစ်တဲ့အတွက်ကြောင့်လုံးရဲနဲ့ကြော်လာဖို့ဆိုရင်ကိုယ့်ရဲ့အတွေးမှာပဲအတွေးနဲ့ကြံပြီးတော့အနိုင်ယူလိုက်တာအကောင်းဆုံးပေါ့အတွေးကိုကျွန်တော်တို့အတွေးနဲ့ပြန်ပြီးနိုင်ယူမယ်ဆိုကျွန်တော်တို့ကိုယ်တိုင်နေအလုပ်တစ်ခုကိုလုံးတော့မယ်အဲ့လိုလုံးတော့မယ်အချိန်မှာ limiting belief ကကိုယ်ဝင်လာရဲဆိုတော့ကျွန်တော်တို့ကသိရမယ်ပြည့်စုံမသိဘဲနဲ့ပြည့်စုံမသိလိုက်ပဲနဲ့ဖြည့်ရှင်းလို့မရဘူးဗျအဲ့ဒီကျွန်တော်တို့က limiting belief ကိုဖြည့်ရှင်းမယ်ဆိုကျွန်တော်တို့အုံနောက်တယ်ကျွန်တော်တို့ရဲ့အတွေးတဲ့အုံနောက်တဲ့ကိုအဲ့ဒီ limiting belief ဝင်လာဆိုကျွန်တော်တို့ကသိရမယ်။ Okay အဲ့ဒီအချိန်မှာမေကုန်းနှစ်ခုကိုမေးပြရတယ်ဗျာ။အဲ့ limiting belief ကိုဖြည့်ရမယ်ဆိုရင်မေကုန်းတစ်ခုကကျကျွန်တော်တို့ဒီအရာကိုမလုပ်ခဲ့လို့ရှိရင်နောက်မှဘာတွေဆက်ဖြစ်လာနိုင်မလဲ။ဒုတိယမေကုန်းကတော့ဒီအရာကိုလုပ်ဖြစ်ခဲ့လို့ရှိရင်နောက်မှဘာတွေဆက်ဖြစ်လာမလဲ။အဲ့မေကုန်းနှစ်ခုကိုကျွန်တော်တို့ကမေးရမယ်။ကိုတိုင်ပြန်ပြီးမေးရတယ်ပေါ့။တချို့လူတော်တော်များများတော့ဒီ limiting belief စတင်ဖြစ်ပေါ်လာရင်များဟိုမေကုန်းတွေတော်တော်များများတော့အများအားဖြင့်ဟိုမကောင်းတဲ့ရလက်တွေထွက်လာဖို့ကများရပေါ့။အဲ့ဒါကျွန်တော်နံပါတ်2အချက်ဒါအကြောက်တရားကိုဘယ်လိုကြော်လာမလဲအကြောက်တရားကိုကြော်လာရမယ်ဆိုတာကတော့ကျွန်တော်တို့ပထမဆုံးတစ်ချက်အနေနဲ့အားလုံးအတူတူပဲဆိုတာသိရမယ်ကျွန်တော်တို့ကဒီလိုဗီဒီယိုရိုက်မှာဆိုတာလေလူတွေတော်တော်များများကြောက်နေတာဒါပေမဲ့ကျွန်တော်တို့ကြည့်နေတဲ့လူတွေ audience တွေအကုန်လုံးကလေလူတွေပဲဗျာလူသားတွေပဲဆိုတာသူတို့ကအကြောက်တရားရှိပဲအကုန်လုံးကမပြည့်စုံမှုရှိတယ်ဗျအဲ့ဒါကိုလည်းကျွန်တော်တို့သိရမယ်အဲ့လိုသိခြင်းအပြင်ကိုယ်တိုင်ဖြည့်သိမ်းလာနိုင်ရမယ်ဗျနောက်တစ်ခုအနေနဲ့ကတော့ဒါကျွန်တော်တို့ကယုံကြည်မှုရှိအောင်နေရမယ် confidence ရှိအောင်နေဖို့အတွက်ကကျွန်တော်ကပြောပြခြင်းပါဒါလည်းဆိုတော့ကျွန်တော် confidence ရှိတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြလိုက်မယ်ဆိုရင်ဒီဗီဒီယိုကအရန်ကိုရှေ့သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နောက်တဲ့ဗီဒီယိုနဲ့ပဲကျွန်တော်တင်ပြပါမယ်။ Okay အဲ့ဆိုရင်တော့ကျွန်တော်တို့အကြောက်တရားကို
ဖြည့်ရှင်းနေရတော့တည်သွားလို့ထင်ပါတယ်အဲ့ဒါနောက်ဆုံးတစ်ချက်အနေနဲ့ comfort ဆို comfort ဆိုဘယ်လိုဖြည့်ရှင်းလဲ comfort ဆိုဖြည့်ရှင်းမှာဒါကတော့အရန်လွယ်တယ်ပေါ့ကိုဝင်းနိုင်ရှိရဲ့ဘူးဖြစ်တဲ့အရာတွေအကုန်လုံးတော့ဗျာဘူးကောင်တွေပဲဖြစ်ဖြစ်ဘာပဲဖြစ်အကုန်လုံးတော့ဗျာဥပမာကျွန်တော်တို့ကလူတွေပဲတော့မှာမဟုတ်ဘူး application တွေကျွန်တော်တို့က AV အကုန်လုံးပေါ့ကိုယ့်ရဲ့ social media မှာရှိရတယ်ကိုယ့်ရဲ့မလိုလားအပ်တဲ့အရာအကုန်လုံးပေးဖယ်ထားပါစာတွေရောအကုန်လုံးပေးဖယ်ပါအတွေးတွေကိုလည်းဖယ်ပါအကုန်လုံးကိုဖယ်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာကြံခဲ့မလို့ကိုလောမဲ့အရာကောင်းမဲ့ဟာပဲကြံခဲ့ပါလေဗျာဒီပြောခဲ့တဲ့အရာ၃ခုကတော့ပထမတစ်ချက်ကတော့ limiting belief ဒုတိယတစ်ချက်ကတော့ fair ကြောက်တယ်တတိယတစ်ချက်ကတော့ကျွန်တော်တို့ comfort ဆိုမှာဒီအချက်၃ချက်ကိုသင်ရကြော်လာနိုင်မယ်ဆိုရင်လူတွေအားလုံးထက်တာမယ်အောင်မြုပ်ပန်းနိုင်အောင်လွယ်လွယ်ကူကူနဲ့တင်ကြောက်သွားမယ်ဗျာနောက်တဲ့နေ့မှာနောက်ထပ်ကောင်းတဲ့ဗီဒီယိုတစ်ပုဒ်နဲ့အတူကျွန်တော်ပြန်လာခဲ့